Google AI Studio မှာဒီလိုမျိုး UI နေကိုပေါ့နော်အထားအတူတွေကိုအလွယ်တကူပြင်တဲ့ tool လေးတစ်ခုကိုပြပေးမယ်ဒီနေရာလေးမှာပေါ့နော် Google AI Studio ဒီနေရာလေးမှာ edit tool ဆိုတာလေးရှိတယ်နော် edit tool တွေကနေမှဒီမှာဟောဒီမှာ annotate ဆိုတာလေးနော် Google ကတော့ဒီ function ကို annotation function ဆိုပြီးတော့ကြော်ညာလောက်ထားတယ်ဒီလိုမျိုးပေါ့သူကဘာကြီးလုပ်ပေးမှလဲဆိုဒီမှာကိုလိုချင်တဲ့နေရာလေးတွေကိုကွက်ပြီးတော့ select လုပ်ပြီးတော့ပြင်တာဖြတ်တာနေရာရွှေ့တာအယောင်ပြောင်းတာကြီးတာတေးတာအကုန်လုပ်လို့ရတယ်ဗျာအဲ့လိုပုံစံမျိုးเนาะအဲ့တော့ကျွန်တော်တို့ကဒီမှာဒီ button လေးကိုကျွန်တော်ဖြတ်ပြမယ်ဒီ button လေးကိုဖြတ်မယ်ပေါ့နော်လောလောဆယ်ဒီ button လေးကို select ပေးလိုက်မယ်ပြီးလို့ရှိရင်အဲ့ select ပေးပြီးသွားရင်ဒီအောက်မှာသူကဒီ annotation ဒီဟာလေးပေါ့နော်ဒါလေးလောလောဆယ်ဒီကောင်လေးနဲ့ခုနကတော့ focus ပေးလိုက်တယ်တော့မဟုတ်ဒီကောင်လေးက select မှာဒီနေရာလေးကို select လိုက်မယ်ကျွန်တော်တို့ကနော် S select ပြီးသွားပြီဆိုရင်ဒီမှာကျွန်တော်တို့ကဘာလုပ်မှာလဲဆိုတော့ comment ရေးဖို့အတွက်ကိုဒီမှာစာအိတ်ပုံစံလေးနဲ့ add comment လေးကိုတစ်ချက်နှိပ်လိုက်နော်နှိပ်ပြီးသွားရင်ဒီနေရာလေးမှာပဲအဲ့ add comment လေးကိုကျွန်တော်တို့ရေးမယ်ပေါ့ဗျာနော်အဲ့တော့ဘာရေးမလဲဆိုလို့ရှိရင် remove ပေါ့ this နော်အဲ့ဒါဆိုလို့ရှိရင်ရပြီပြီးရင်ဒီအောက်မှာ submit ဆိုတဲ့ဟာလေးရှိရနှိပ်လိုက်အဲ့လိုနှိပ်လိုက်လို့ရှိရင်သူကဒီဘက်မှာလာပြီးတော့သူပြင်သွားမှာအဲ့တော့ဒီဟာလေးကျွန်တော်တို့ select ထားတဲ့ဟာအဲ့တော့ select ထားတဲ့ဟာလေးမှန်ဖို့တော့အရေးကြီးပေါ့နော်တော့တယ်တော့ဒီမှာမပေါ်သေးဘူးကျွန်တော်ပြန်ပြမယ်အဲ့တော့ select ထားတဲ့ဟာမှားရင်တော့တခြားဟာတွေသူအကုန်ဖြတ်ပြင်မှာပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ select ထားတော့ screenshot ရပုံကမှန်တယ်ပေါ့ဗျာနော်ဟုတ်ပြီမှားသွားတယ်ဆိုလို့ရှိရင်လည်းမှားဖြတ်ပြီလို့ပြန်ပြောလိုက်သူပြန်လုပ်ပေးပါအဲ့တော့ဒီနေရာမှာသူကအလုံးလုံးနေအဲ့တော့ကျွန်တော်တို့ဒီအခု select ပြီးတော့ပြင်လိုက်တဲ့နေရာကိုသူကဒီဟာလေးဖြတ်ပေးတဲ့အပြင်ဒီမှာကုတ် line ထဲမှာပါသူကသွားပြီးတော့ပြင်ပေးမှာအဲ့တော့ဟိုအထားတူလေးတွေဒီ UI မိုင်းလေးတွေကိုကျွန်တော်တို့ပြင်နေတယ်ဆိုရင်ပြင်နေတဲ့ဟာလေးတွေကို live select ဘယ်နေရာလေးဘာလို့မယ်ဘယ်နေရာလေးတွေဘယ်လိုထားမယ်ဆိုတာလေးခုနလိုဒီ tool တွေက annotation tool ကနေကျွန်တော်တို့သွားပြီးတော့ပြင်လို့ရပါတယ်အလွယ်တကူပြင်လို့ရလောလောဆယ်ကတော့ခုရှေ့မှာတစ်ခုပြင်နေတော့သူဒီ2ကိုဆက်ပြီးတော့သုံးလို့မရသေးဘူးเนาะပြီးလို့ရှိရင်ကျွန်တော်တို့ဒီသူပြင်ဆင်ပြီးတော့လို့ရှိရင်ခုနဒီ product တွေကဒီနေရာမှာ moderator ဖြတ်ရန်ဆိုရရှိသေးလားမရှိသေးလားဆိုတော့ကျွန်တော်ကြည့်မယ်เนาะဒါကတော့ကျွန်တော် Google login ဝင်ထားလို့ပြန်ဝင်ခိုင်းတာဒီနေရာမှာကျွန်တော်တို့ဘာပြင်ခဲ့ရလဲခုနကဒီ product store တွေကဒီမှာမရှိတော့လို့လားဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ UI တွေထဲမှာကျွန်တော်တို့ဒီ tool လေးကိုတုံးပြီးတော့ကိုလိုချင်တဲ့ဟာလေးတွေကိုအလွယ်တကူအဲ့လိုမျိုးဖြတ်ပြင်လုပ်သွားလို့ရတယ်ဆိုတော့ပြောပြပေးတာပါအားလုံးပဲအဆင်ပြေကြပါစေဗျာ